လက်ဖက်တွေကတာရှိမခံဘူးပြီးတော့အယောင်လေးချင်းသွားတယ်မဲသွားတယ်ကာလာချင်းသွားတယ်ပေါ့နော်ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းအရာလေးတွေကိုဒီနေ့ပြောပြသွားမယ်ပြပေးမယ်ပေါ့နော်တခြားလူတွေလည်းသိအောင်လို့ပေါ့နော်ဘာလို့ဒီလက်ဖက်တွေကအယောင်ပြောင်းသွားတာလဲဘာလို့အယောင်ပြောင်းသွားတာလဲဆိုရင်တော့ပထမဆုံးဒီ fermented တွေဆိုလို့ရှိရင်တော့ဒီ oxygen နဲ့ထိတွေ့လို့ရှိရင်ထပ်မံပြီးတော့အယောင်ပြောင်းနိုင်တယ်ပေါ့နော် finished product မှာစီနဲ့တွေ့ပြီးသွားလို့ရှိရင်လည်းစီမှာပါဝင်တဲ့ fatty acid တွေကြောင့်ဒါ rancid ဖြစ်ပြီးတော့အယောင်ပြောင်းနိုင်တယ်ပေါ့နော်ဒါအယောင်မဲလာတာရဲ့အကြောင်းရင်းကတော့စီနဲ့လက်ဖက်ရဲ့ oxidation ကြောင့်ဖြစ်တယ်ပေါ့နော်ဒါခုနဒီအရာတွေကိုပေါ့နော်ဒီပြဿနာတွေကိုထိချုပ်ဖို့အတွက်နီလန်လေးခုရှိတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်နီလန်လေးခုပေါ့နော်အဲ့ဒါပထမဆုံးတစ်ဆက်အနေနဲ့ဆိုရင်တော့ oxygen control လုပ်ပေးရမယ်ဒါကတော့ vacuum packaging nitrogen packaging သုံးဆွဲပြီးတော့ဒါအလွယ်တကူပဲလုပ်လို့ရတယ်ပေါ့နော်နံပါတ်2ချက်အနေနဲ့ဆိုရင်တော့ antioxidant use သုံးပေးရမယ်ပေါ့နော် antioxidant use ကတော့ဘာလဲဆိုရင် vitamin E တို့ဒါမှမဟုတ် rosemary extract တို့ဘာတို့ကိုအဲ့ဒါကိုသတ်မှတ် limit ပမာဏအတိုင်းသုံးဆွဲပေးရပါမယ်နံပါတ်3ချက်အနေနဲ့ဆိုရင်တော့ enzyme activation ပေါ့နော်ဒါ fermentation ဖြစ်ပြီးရဲ့နောက်မှာပေါ့နော်ဒီအပူချိန်65-80နဲ့ပေါ့နော်ဒါ sterilization လုပ်လို့ရတယ်ပေါ့နော်နံပါတ်4ချက်ကဆိုရင်တော့ packaging material and storage ပေါ့နော်ဒါ packaging ကောင်းမွန်အောင်သုံးဆွဲရမယ်ပြီးသွားလို့ရှိရင်ထုတ်ပိုးသွင်းစီးတဲ့နေရာကောင်းမွန်တဲ့နေရာဖြစ်ရမယ်ပေါ့နော်ဒါ4ချက်ပေါ့ပါတယ် shelf stability ဖြစ်ဖို့ဆိုရင်တော့ moisture shot ပေးရမယ် pH control လုပ်ပေးရမယ် preservative သုံးဆွဲရမယ်နောက် good packaging ဖြစ်ရပါမယ်ဒါကတော့ preservative သုံးဆွဲတဲ့နည်းကိုပြပြပြီးသွားတာပဲဖြစ်ပါတယ် preservative မသုံးဆွဲဘဲနဲ့ထုတ်လုပ်နိုင်တဲ့နည်းလမ်းတွေကိုလည်း green food science ကနေပြီးစားသောက်ကုန်လုပ်ငန်းတွေကိုထောက်ပံ့ပေးနိုင်ပါတယ်စားသောက်ကုန်နည်းပညာဘုဒ္ဓတာတွေကိုအစမပြတ်လေ့လာခြင်းနဲ့ဆိုရင်တော့ green food science ကို like and follow လေးလုပ်ပေးခဲ့ပါဦးနော် green food science မှာဖွင့်လှစ်တဲ့သင်တန်းတွေကိုလည်းတက်ရောက်နိုင်တယ်နောက် consultant လည်းရယူနိုင်တယ်ကိုကအခုမှထုတ်ကုန်စလုပ်ချင်တာပဲဖြစ်ဖြစ်ထုတ်ကုန်လုပ်ဖို့ရည်ရွယ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုရင်ကိုကထုတ်ပြီးသားရှိတယ်ကိုယ့်ရဲ့ထုတ်ကုန်ကိုပေါ့နော်တင်းငင်ချင်တာဆိုလို့ရှိရင်တော့ဒါ green food science မှာသင်တန်းတွေတက်ရောက်လို့ရတယ် consultant လည်းရယူလို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်